โดดมีฉันฟนูฟปาเลนฮะนินกันนูเลกันปานฮะจะอาทัจามนีอุปัตเปกนีลมนีที่สี่นินกันเรลมีไบเบิลจูซาร์ปีนีเรลมีไบเบิลซองเซอีกขัดเลยนูเลปาฟาเลเหอเปใจมีไบเบิลซองขัดกันวนรวนหลายนี่นูเลปาชิวขัดจะกันที่ไรตั้งพินานุมชิวขัดน่าจุกันพยานพันจังไม่เลยอากุมอินที่สมสริสมโรคเลยสมเรียดเลยพออำให้กันหุนหาอุปัตเปกเสยุติจาโลมีบาดูยุติจาโลที่เสนูเลปานันอุปัตไลบิญญาโตဖြစ်တယ်အဲ့လိုยุติရမယ်လို့ကျမ်းစာတော်ကတွင်တင်တဲ့အခါအဲ့ဒီမှာယူတီဆိုတဲ့အတိုင်းတာကအခုယူတီဆိုတဲ့စကားလုံးကသူတို့ ਨੇ အများကြီးထိုက်တန်တယ်အကြောင်းကြောင့်လောကမှာခဲကြောင့်တချို့မိဘတွေကဘဝကိုအရှုံးပေးပြီးတော့အဝေးထွက်သွားတာဒီကလေးနဲ့မိခင်ကိုထားခဲ့တာဒီဒါမှမဟုတ်မိခင်ကထွက်သွားပြီးခါမှတခြားနောက်လိုက်ပြီးတော့ကလေးလေးဒီကိုဖခင်နဲ့ထားခဲ့တဲ့ဟာဒီလားနှစ်ယောက်စလုံးပျောက်သွားပြီးမှကလေးလေးဒီဒုက္ခရောက်တဲ့ဟာဒီလားရှိတော့ရှိတယ်အများကြီးရှိတယ်ထားလိုက်အဲ့ဒါပို့ဆိုးလာတာထားလိုက်သို့တော့တာမန်အဖြစ်မှာနုလပါဖာလင်ဟာနီဥပတ်တိမခေမိဘဒီကိုယူတီလောဆိုတဲ့ကောင်းစဉ်အောက်မှာတကယ်မိဘဒီရဲ့နှလုံးသားသူတို့ရဲ့အတွေ့သူတို့ရဲ့စိတ်ကံမှုပူဇော်မှုအနေနာခံမှုမေတ္တာစေတနာတနာခြင်းစိတ်ရှိခြင်းသီးခံခြင်းဒါရီအားလုံးဟာဘသူအတွက်လဲလို့ပြောတဲ့အခါသားသမီးများအတွက်ဖြစ်တယ်ဒီနေ့အဖေတို့အမေတို့ဟာဖြည်းနဲ့အသက်အရွယ်ကြီးပြီးတော့ဘာလေးဒီတွန်းလာတယ်အယိုးနဲ့အကြီးတက်ကြီးလာတယ်ခါကုန်းလာတယ်ကိုမင်းမစွမ်းဖြစ်လာကြတယ်အဲ့ဒီအချိန်မှလည်းပဲဆက်ပြီးတော့သားသမီးတွေအတွက်အကြီးမားဆုံးသောမေတ္တာကရုဏာစိတ်ရှိနေစေဖြစ်တယ်ရော့မသွားဘူးသာသမီဒီအဖြစ်အလဲတာမန်အဖြစ်မှာတကယ်ကိုချစ်တယ်ယူသေးတယ်လုံးဝကိုအဖိုးအဖွားအဖေမိဆိုရက်အာကိုလိုစိတ်ချစ်ချင်းမေတ္တာသူတို့နဲ့အဝေးရောက်ရင်တော့မနေတတ်မထိုင်တတ်ပြည်ရင်အဝေးကနေလှမ်းပြီးတော့ဖုန်းခေါ်တယ်စာရေးတယ်လက်ဆောင်ပို့တယ်ထောက်ပံ့တယ်ဒါဒီဟာဒီနေ့ကပ္ပမြင်ကွင်းမှာအလှဆုံးအဖြစ်နဲ့သွားနေတယ်အာတော့ချက်မေစေနုလပါခါဖာလင်ဟာနီဥပတ်နာဘောမနာနုလပါလကမ်ဇုံင်အန်ဒတ်နာခါဇော်တဲလောအင်အန်တာတျန်ချိကဇနာပချန်အလုံးချင်းနက်မိဘတို့သားသမီးတို့ရဲ့ခုနကမိဘဝတ်သားသမီးဝတ်ကြေးပြုံတဲ့အတိုင်းအတာမှာဘုရားရှင်ဝမ်းမြောက်ခြင်းဘုရားသခင်ဝမ်းမြောက်ခြင်းရှိရင်ကောင်းကြီးပေးတယ်ဒါရီဟာမိဘနဲ့သားသမီးများကနေဖြစ်ပေါ်လာတဲ့ကဘာကိုအလင်းအဖြစ်တည်င်းကောင်းအဖြစ်စီစဉ်သွားတဲ့ဘုရားသားသမီးတွေရဲ့
ယုံကြည်ခြင်းရဲ့တတိခံဖြစ်တယ်အခုချိန်မှာ YouTube မှာအများကြီးခေတ်စားတယ်ဟိုအထူးသဖြင့်လူဖြူဒီမှာ reaction ပေးကြတယ်အဲ့ဒီမိသားစုကဖိလစ်ပီနိုမိသားစုကနေဖြစ်ပါတယ်အဖေနဲ့အမေကဥဆောင်ပြီးခါမှာကလေး12နှစ်အရွယ်ဘလောက်လေးသူကဒရမ်တီးတယ်အငယ်မလေးကဆိုရင်တီးရင်နဲ့တယောက်နောက်တယောက်က14နှစ်လောက်လာဟိုလစ်ဂီတာကိုကောင်းကောင်းလေးအရေးဖြောင်းတီးနိုင်တယ်အမကလည်း organ ကောင်းကောင်းလေးတီးနိုင်တယ် best လည်းတစ်ချက်ဝင်တီးတယ်အမေကဆိုတယ်သမီးလေးကလည်းဆိုတယ်တစ်သက်စီအခုကဘာမှာဒါမျိုးမိသားစုရှိတယ်ဆိုပြီးခါမှာအော်ပြီးတော့မျှနေကြတယ်ဒီမိသားစုတွေကြည့်တဲ့အခါ comment မှာဗာပြောကြတယ်အဖေနဲ့အမေကိုလုံးဝဂုဏ်ပြုကြတယ်တချို့သောကဘာဒီမှာအတူတူနေဖို့အချိန်တောင်မရှိတော့ဘူးအချိန်ပေးဖို့မရှိတော့ဘူးအချိန်မပေးနိုင်လို့သားသမီးတွေလည်းတစ်မျိုးနဲ့ကြောင်ချောက်ချပြီးရင်ဖြည်းဖြည်းနဲ့ဒါလေးတွေခြောင်သွားအများကြီးပဲဒိုဒီကနေသွားတဲ့ဟိုက်တောင်မှဖြည်းဖြည်းရှိလာပြီဒါဟာအပြစ်တင်လို့တော့မရဘူးခေတ်ကြောင့်အလောက်ကသွားရမယ်တဲ့မလုပ်ရင်ဘာမှမရဘူးတဲ့ဆိုတဲ့ဟာဒီများကြီးထဲမှာဒီဟာဒီဖြစ်ပေါ်လာခြင်းဒီလေမိဘတွေအပြည့်လို့တိကျပြောရခက်တယ်ထားလိုက်ပါတော့ဒီလောက်ခက်ခဲတဲ့ကဘာကြီးမှာဒီသားသမီးတွေကိုအချိန်ပေးပြီးတော့ကဘာကိုလှလှလေးနဲ့တန်ဆင်ထွင်ပေးနိုင်တဲ့မိသားစုအဖြစ်ဒါကြောင့်မလို့သူတို့ရဲ့ကောင်းစဉ်လေးက Ben Family Ben ရဲ့နာမည်ဟာ Mission Soul တဲ့ဝိညာဉ်များအတွက် Mission ပေါ့ Music နဲ့ Mission Soul တကယ်ကိုဒီချိန်မှာမိသားစုတစ်ခုကနေရှန်ထွက်တဲ့တရင်ကောင်းတန်ဆင်ကောင်းသူတို့ကတော့ music ထားလိုက်ဒီနေ့တို့ကဘာမှာအတင်းတော်မှာမိဘဒီနဲ့အခုသားသမီးတွေရဲ့ဒီနေ့ထောက်ရှုတဲ့အတိုင်းအတာမှာအတင်းတော်ကဘာကိုကြိုက်တယ်လဲဘယ်လိုဖြစ်စေချင်တယ်လဲဆိုတဲ့အတိုင်းအတာလေးခုနကတန်ဆင်လှလှလေးဟာကဘာကတအားလူနေတယ် music အပြင်ကတော့တို့မနိုင်ဘူးထားလိုက်သို့တော့ဒီနေ့ဖယိုဖျဲနဲ့အဖေထွက်သွားလိုက်အမေကလည်းဆွန့်ပစ်လိုက်ခေကြီးမှာမိသားစုကအလူအလဲဒဏ်ရာရှိတယ်အဲ့လိုကြားထဲမှာဒီနေ့ပွဲဟာအဲ့ဒီဖဲကိုဥတီးပြီးတော့ healing ကုသပေးတဲ့ဘုရားရှင်ရဲ့နာမတော်နဲ့ကုစားပေးတဲ့နေ့ရက်လည်းဖြစ်ပါတယ်ဒါကြောင့်ဒီမိဘပွဲကိုအခိုင်အမာဆုံးသောလောကမှာသခင်ခရစ်တော်ကိုဖွားမြင်ပေးတဲ့မေတော်အဲ့ဒီမေတော်ကဘုရားသခင်ရဲ့ရွေးချယ်ပြီးမှသင်စီကနေကယ်တင်ရှင်ဖွားမြင်ပါမယ်ဆိုတဲ့ကြောကင်းတဲ့အာနာမိဘနှစ်ပါးသူတို့ရဲ့ပွဲနေကိုအခြေပြုပြီးခါမှမိဘများပွဲလို့ဒီနေ့ကျင်းပတာဖြစ်တယ်သတ်မှတ်တာဖြစ်ပါတယ်ဆိုလိုရင်းကတော့ရှင်းပါတယ်ဖျားချစ်တဲ့သမီးလေးမာရိယကိုဘာသာတရားလူမှုရေးတရားဖျားရှိလူရှိမှာအင်ရေရှိတိတ်ခါရှိယုံကြည်စွာသစ္စာရှိစွာဆင်းရဲပေမဲ့အဲ့ဒီသမီးလေးကိုမွေးထုတ်တင်ပေးလမ်းညွှန်နိုင်ခဲ့တဲ့ဂျော်ကင်အာနာတိုရဲ့ပွဲနေကိုဒီနေ့မိဘများပွဲလို့ကျင်းပခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့ယေရှုချက်အတိမနက်မောဂျော်ကင်လေအာနာမေရီ
อันจนเปียกนี้มาเบียคันดินอินชุงคาระฟาเลเดเดชนะนูเลปานานิเฮเชติยาปัจจัยไม่อาดูออกจากนุ่นหนึ่งเคพยาชิมาสับปะเดวิญญาณละลีไปใส่เนตาตมีดูพิปลาพูยาสุริหกะมีบาดีเยจีมาสมโตสันดาพิเดอันนี้พอมาด้วยเย่ยังเปียวเลยอันนี้ฮะเนี่ยเนี่ยด้วยเพลาบีส่วนเราเสียงยิเสียเป็นบ้านตะเกียกูโมยาเลยแต่จำไม่รู้ดีเลยมีบาดีกูจุดที่เร่สุริขามาอันนี้เพลตัวจุดที่ละแต่ช่วงมีบาดีมาจุดที่เสียก้าวอะไรไม่ใช่ไหมตัวโตฉันสักการจุดที่บาลูพิโอเร่สุดท้ายกูจีเมสุรุชินบาลูจุดที่เลยเบนาลีมาจุดที่ไทยตะเลยเบนาลีเลยสุดตาลีจูชินตัวนี้เลยไม่ใช่ตุชาวเนี่ยอัตราเราไม่เวรบูชิมปองหินเนี่ยขีดตัวเลยเอาไว้สัตย์สุดไม่เวรบูใส่เกห็นกูจ้าจีพาบีเทบีรอน้ามาโตกะเพมิรุตจิเลยคุรอมพิวตาวูดูตรงกะชิเลยชงไหมตเนียปีเรพาเรนับตเนียเปียนปีเรเปียนพาเรน้าวใจอาลงพาเรหาเนี่ยด้วยยาเรตองยาเนี่ยอินตัวเปียนมาดามิวดิมีอาชีพอะไรแบบตู้จังเลยตู้หาตู้เจ็ดดีเวดีสิดาเรดียาวเย็นเอซีเบอัตเวลุยาเลยอันนี้พิกาคลีรีซีเซนเปเรทับปันพิเดอาสาตาชูชันเนอวิสาชูชันเนอันนี้ทางสินเจเนคลีกาตุสิกาเนมกางเรหัดติงยูมีมาโซโดอะไรที่อาลงโอชิคันบิโรดิเนยูตีไทยลาเลยอะไรที่กูเพจิไลพยากาเลยยูตีบาลูปิญญโตทามาโมแต่จนที่เพกาที่นี่มีบ้ามีอาจิกาเลยจะมาดูดีมีบ้านเนี่ยมาตาลีหรือตมีลีหรือก็ยูเทไทยตลาอุปาออกตั้งแต่กันสิมอที่มีแต่ต้องเกี่ยวรถหนักอัตราเรียนทาร์ชวนักอัตติพันเปลี่ยนเลยพี่รอยูเตเสียกาวเนี่ยพยาลูเชนเนี่ยมีบารุเอเนียแต่ยามาลุมพุยมาคุณก็เกี่ยซ่าอวาที่พาแต่มาจันทร์เราปีเชนเนี่ยพยาตะเคียนอลูโรชิเดเนียลีมาเนตชินဒီနေ့ကျွန်တော်တို့အဲ့ဒီမှာနေတဲ့ချင်းကိုပြောပါဆိုလို့ရှိရင်အများကြီးရှိတယ်ဗမာလူစင်ဘဝကံကြမ္မာဒီကောဝိစေဆလာမှာဖြစ်တယ်ခုနကတန်ပေါ်လူပြောတဲ့သူချစ်တဲ့လူဒီအတွဲဆိုရင်အရာရာပြုတ်ပြင်ပေးသွားတယ်ဆိုတဲ့အရာဖြစ်လာမှာဖြစ်တယ်အဲ့ဒါဒီကဘာလို့ဖြစ်လဲဆိုလို့ရှိရင်ကိုကဖျားကြိုက်တဲ့ခုနကဆောလမွန်လို့သွားပြီးတော့တို့နိုင်တာကော now အခုနကကျန်းစာပြောတယ်လို့မိဘဒီရဲ့ဖျားညွန်ကြတဲ့အပိုင်းလေးကိုကဆောင်းထင်းလာတာကိုဒါကြောင့်မလို့သူတို့စီကနေလာတဲ့ဘုရားသခင်ပေးခြင်းတဲ့အရာရှိနေတယ်ဆိုတာမှတ်ယူကြပါစို့ဘုရားတော့ပေးမှာဆိုရင်ဘယ်ကနေပေးလဲမိဘဒီ channel ကနေလာတဲ့ဂျေဇုတော်အကြောင်းကိုဒီနေ့စဉ်းစားတာဖြစ်တယ်အဲ့ဒီဖက်ချန်ကိုဒီနေ့မလွတ်ရအောင်လက်လွတ်မဆုံးရှုံးရအောင်ဒီနေ့သားသမီးတွေမိဘတွေတချို့တင်ချိုင်းထဲသွားပြီတချို့အဝေးမှာထားခဲ့ကြတယ်တချို့အတူတူနေကြတယ်အေးဘာပဲဖြစ်ဆွတ်တောင်းလိုက်တာနဲ့ဝိညာဉ်ရဲ့အချိတ်ဆက်ဟာစက္ကန့်ပဲ
ဒီနေ့ဖခင်ကြောင့်လေးမှာသူတို့ကိုအောက်မေ့ပါကုသိုလ်ပြုပါဆုတောင်းပေးပါသွားတဲ့ကဘာမှာလည်းပဲဒီအကြောင်းကိုယူသွားပါအလိုနဲ့တင်တယောက်ဖခင်ရှင်ရဲ့ကျေးဇူးတော်မိဘတွေရဲ့ကောင်းကြီးရှိမယ်တစ်ဆက်တည်းမှာနောက်ဆုံးအနေနဲ့ဒီနေ့ကျောင်းတော်ရဲ့ပွဲနေ့ဖြစ်ပြန်တယ်ကျောင်းတော်ဟာစင်ချဘယ်တဲ့စင်ချဘယ်ဟာတကက်တရားချင်းပြီးတော့လေဗနွန်တောင်ပေါ်မှာအသက်ဆုံးတဲ့အထိတရားကျင့်သူဖြစ်တယ်တောထဲမှာအခုကျတော့တကယ်ကိုဖျားဖူးရီသွားတဲ့နေရဖြစ်သွားတယ်စီကားတယ်လို့လည်းပြောလို့ရတယ်သို့တော့အရင်တုန်းကတော့သူတရားကျင့်ခဲ့တယ်အဲ့မှာပဲတောင်ရလေးဒီလုပ်တယ်အဲ့ဒါနဲ့ရှိတာလေးနဲ့စားတယ်အဲ့ဒီမှာကျွန်တော်တို့တစ်ခေါက်ရောက်ဘူးတယ်အဲ့ဒီရောက်ဘူးတဲ့အခါရောက်ချင်းကတော့မိတ်ဆွေကဒီကြောင်းလေးပါရီဆောက်လုပ်ပြီးတော့အပြီးမှာအဲ့ဒီမှာသွားတဲ့အခါဒီယဟန္တာကြီးရဲ့လေ့လာတဲ့နေ့ရက်အခွင့်ထူးတစ်ခုဖြစ်သွားတယ်ဆိုတော့သူတို့ရဲ့အရှိအလေပိုင်းမှာယဟန္တာကြီးတစ်ပါးအနေနဲ့ကိုးကြတာဖြစ်ပါတယ်ဒီနေ့ခေတ်ဆိုရဆိုရင်ဘသူမှဆိုတူပဲဆိုပဲနဲ့မတူဘူးတော့သူတို့တွေရဲ့ဆွန့်လွတ်ခြင်းသူတို့တွေရဲ့ဆူတောင်းခြင်းဒေါ်နဲ့တဲမှာဘုရားသခင်နဲ့ပေါင်းဆက်ခြင်းအဲ့ဒီကနေသူမရှိတော့ပေမဲ့သူ့ရဲ့ဆူတောင်းခြင်းနဲ့အဖြေများရနေပါတယ်ဆိုတော့စာတော်ဒီဟာသူ့ရဲ့ပြတ်တိုက်မှာစာအိတ်တွေနဲ့ကတ်ထားတယ်နာယံပြည့်တယ်ကျွန်တော်တို့လည်းကြမ်းမာသွားပြီကျွန်တော်တို့လည်းကောင်းကြီးရတယ်ဆိုတော့ပြန်စာပေါ့အဲ့ဒီသမိုင်းတတိတွေနဲ့ဒီဟန္တာကြီးဖြစ်ပါတယ်ကျွန်တော်မမကြီးမြန်မာပြည်မှာဒီတကြောင်ပဲရှိတယ်တကြောင်မလို့ကျွန်တော်တို့ဒီကြောင်လေးမှာလာရပြီးခါမှာဒီနေ့ဖျားဖူးတဲ့အခါခုနကခွေလွန်သူမိဘတွေလည်းဒီနေ့ဆူတောင်းပေးနေတယ်လို့ယုံကြည်တယ်ယုံကြည်သိတော်ယုံကြည်တယ်နောက်ခုနကယဟန္တာကြီးများလည်းဝင်ရန်ပြီးတော့ဆူတောင်းပေးနေတယ်လို့အသင်းတော်ကယုံကြည်တယ်အဲ့လိုယဟန္တာတို့ရဲ့အလယ်မှာပတ်ဝန်းကျင်မှာအသက်ရှင်တယ်ဒါကြောင့်ဒီနေ့မိဘဒီပွဲလုပ်ရင်းနဲ့ဒီယဟန္တာဒီကျောင်းတော်ရဲ့တင်တို့ရဲ့လာရပြီးတော့ဘုရားဖူးဌာနအဖြစ်လာတဲ့ဒီရက်ွက်လေးမှာအားရခါလာပြီးတော့ဆူတောင်းပါကိုရောမျက်စိမှာအကြာကြီးထိုင်ပြီးတော့ဒုထောက်ပြီးတော့ဆူတောင်းတတ်တဲ့ယန္တာကြီးဖြစ်ပါတယ်လောကစီစဉ်ချမ်းသာအားလုံးကိုထားခဲ့ပြီးခါမှတော့မှတရားချင်းနဲ့ဒီယန္တာဖြစ်ပါတယ်အဲ့လိုနဲ့ခရစ်တော်ရဲ့အသက်ရှင်ခြင်းကိုကျင့်သွားပြီးတော့ဒီနေ့အတင်းတော်မှာအမွေအကြီးကြီးကိုထားပေးခဲ့တဲ့ယန္တာဖြစ်ပါတယ်သူဟာကျွန်တော်တို့အတွက်ဆူတောင်းပေးနေသူလည်းဖြစ်ပါတယ်ဒါကြောင့်ဒီကြောင်းရဲ့ဖွဲနေမှာဒီယန္တာရဲ့စုပန်ပေးခြင်းကိုလည်းပဲအထူးတလဲမှာကြားချင်ပါတယ်သူဟာတကူအင်မတန်ကြီးမားတဲ့ယန္တာဖြစ်တယ်အဲ့တော့ယန္တာအကြောင်းပြောတဲ့တစ်ခါသခင်ယေရှုမရှိဘူးလားလို့ပြောတတ်ကြတယ်ကျွန်တော်တို့ရဲ့အားလုံးမေယန္တာမဆိုမေတော်အပါဝင်သခင်ယေရှုသာမရှိရင်မပြောဘူးယေရှုရှိလာလို့သာဒါဒီဟာကျွန်တော်တို့ပြောချင်းဖြစ်ပါတယ်သူတို့အားလုံးကလည်းယေရှုတရားနဲ့ကဘာကိုထုတ်ဖောက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီအမွေနေ့ပိုင်ဆိုင်ခြင်းရဲ့အာသာချက်ငင်းလို့မရတဲ့အာသာချက်ရှိနေပါတယ်အဲ့ဒီပေါ်ကနေအဲ့ဒီထဲကနေဒီကျွန်တော်ဝမ်းမြောက်စွာရှောက်ထမ်းကြပါစို့တောင်းဆုမြတ်ပြုကြပါစို့မိဘများတက်တော်ရှေ့ပြီးတော့ကျမ်းမာပြီးတော့
သားသမီးများရဲ့ချစ်အယူအသေးနဲ့အတူဒီဘဝမှာကျွန်တော်တို့အတွက်ဆက်လက်ပြီးတော့ကျွန်တော်တို့ကိုအရေးကောင်းသည်ဖြန့်ဝေပေးပြီးတော့နေထိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီကိုချောက်လိုက်ပါတယ်